အားလုံးပဲမင်္ဂလာပါဒီနေ့တော့ခံစစ်နဲ့ဂိုးသမားတွေရဲ့ကစားပုံကိုခွဲခြမ်းလေ့လာကြမယ်ကစားသမားတွေရဲ့ကစားပုံကိုလေ့လာခြင်းအခန်းကဏ္ဍရဲ့နောက်ဆုံးပိုင်းလေးဖြစ်မယ်အဲ့တော့ကျွန်တော်တို့ full back တွေကနေပြီးတော့စတင်ကြမယ်ခေတ်တောင်းဆိုချက်အရ role တွေ flexible အဖြစ်ဆုံးတဲတေအရာတောင်းဆိုမှုအများဆုံးနေရာဖြစ်လာတာက full back တွေလို့ပြောလို့ရတယ်အရင်တော့ဆိုရင်ခံစစ်အာတန်နဲ့ full back defensive full back ပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့ခံစစ်ကနေပြီးတော့ full back ကိုပြောင်းစောကြတဲ့ Martini တို့လိုကစားသမားမျိုးတွေNeve တို့လိုကစားသမားမျိုးတွေဒီဘက်ခင်မှာဆို attacking နည်းနည်းလေးအားနေတဲ့ one backer တို့လိုကစားသမားမျိုးတွေက defensive full back မျိုးတွေဖြစ်ကြတယ်ပေါ့နော်ပြီးတော့ရင်တော့ attacking ကိုအရန်လိုက်နိုင်ပြီးတော့ overlap အရန်ကောင်းတဲ့ full back ပေါ့နော်သူတို့တွေကတော့ Roberto Carlos တို့လိုမျိုး Marcelo တို့လိုမျိုးကစားသမားမျိုးတွေဒီဘက်ခင်မှာဆိုရင်လည်း Reece James တို့လိုကစားသမားမျိုးတွေကဒါ full back ထဲမှာ overlap အရန်ကောင်းတဲ့ cross ball တွေကောင်းတယ်ပေါ့နော်ပုံမှန်အားဖြင့်တော့ကျွန်တော်တို့က traditional type ဆိုရင်တော့ဒီနှစ်မျိုးကိုပဲအဓိကပြောရမှာပဲ full back တွေအဓိကအလုပ်က overlap ကောင်းကောင်းလုပ်နိုင်ရမယ် cross ball လုပ်နိုင်ရမယ်ဒါကျွန်တော်တို့နားလဲထားတာပေါ့နော်ဒါပေမဲ့ဒီဘက်ခေတ်ပတ်မှာတော့ full back တွေကအဲ့အလုပ်တွေတက်ပို့ပြီးတော့ကွင်းလယ်ကိုဝင် join ရတဲ့အလုပ်တွေလုပ်ရတယ်ဒါအပြင်မှာ penalty area box ထဲအထိကိုနေရာယူပြီးတော့ third man run တွေလုပ်ပြီးတော့ဂိုးသွင်းရတဲ့သူတွေပါဖြစ်လာတယ်အဲ့လိုမျိုးစင်ကဲပြောင်းလဲမှုတွေကြောင့် full back ရဲ့ rule တွေကထပ်ပြီးတော့ကွဲလာတယ်ပေါ့နော်ကွင်းလယ်ဇုံတွေကိုဝင် join တဲ့ full back မျိုးတွေကိုတော့ကျွန်တော်တို့စတင်ခံစားခဲ့ရတာဆိုရင်ဒါ Philip Lahm ထင်ပါတယ် Pep Guardiola ရဲ့လက်အောက်မှာ Bayern Munich အသင်းကကစားခဲ့တဲ့ပုံစံပေါ့နော် level ကနေပြီးတော့သူကကွင်းလယ်ကိုပြန်ပြီးတော့ join တယ်ကွင်းလယ်ဇုံကနေပြီးတော့ passing တွေပြန်ဖြန့်တဲ့ပုံစံမျိုးပေါ့နော်ဒီလိုမျိုးကိုကျတော့ inverted full back ဆိုပြီးတော့ခေါ်တယ်ပြီးတော့ရင်တော့ကျွန်တော်တို့ penalty area တွေအထိဝင်တဲ့သူတွေဆိုရင်တော့လက်ရှိကစားနေတဲ့O'Reilly ကအမြင်သာဆုံးဖြစ်မယ်လက်ဘက်မှာတော့စော့တယ်ဒါလည်းပဲ Guardiola ရဲ့ system ပါပဲပေါ့နော်လက်ဘက်မှာတော့စော့တယ်ဒါပေမဲ့ penalty area တွေအထိနေရာဝင်ယူပြီးတော့ဂိုးသွင်းတဲ့အလုပ်တွေကိုပါလုပ်ရတယ်အဲ့တော့ကျွန်တော်တို့က inverted full back ဆိုရင်တော့အခုလက်ရှိမြင်နေရမှာ Philip Lahm အပြင်ကိုမှTrent Alexander-Arnold Arteta ရဲ့လက်အောက်က Calafiori တို့ကလည်းပဲ inverted full back ပုံစံမျိုးကိုအတိအကျဆော့နေရပြီးတော့ penalty area တွေအထိဝင်ပြီးတော့ကိုသိန်းယူရတဲ့ကစားသမားတွေကတော့ဒီနောက်ပိုင်းမှာအများအပြားရှိလာတယ်။နာမည်အကြီးဆုံးဆိုရင်တော့ Hakimi တို့ Theo Hernandez တို့ဆန္ဒပြောရင်ဒီကို O'Reilly တို့ပေါ့နော်ဒီလိုကစားသမားမျိုးတွေက full back finisher အနေနဲ့တော်တော်လေးကိုမှနာမည်ရလာကြတာကိုလည်းတွေ့ရတယ်။အဲ့တော့ကျွန်တော်တို့ center back တွေစီကိုသွားကြမယ်။ center back ကတော့ကျွန်တော်အမျိုးအစား၃မျိုးအဓိကအဖြစ် build up ရဲ့ destroyer ရဲ့ extra frontman ဆိုပြီးတော့၃မျိုးပေါ့နော်ဒီ၃မျိုးနဲ့ပဲမေဆီတို့နားလည်အောင်ပြောမယ်။ build up ကစားသမားတွေကတော့ဒါ Arsenal အသွဲနဲ့ပဲပြောလိုက်ရင် William Saliba နဲ့ Gabriel Magalhaes တို့နှစ်ယောက်မှာ William Saliba ဒီ build up ဖြစ်ပြီးတော့ Gabriel Magalhaes ဒီ destroyer ဖြစ်တယ်။အဲ့တော့ destroyer တွေကဘာလို့လုပ်လဲဆိုတော့သူတို့ကတော့နည်းနည်းလေးပို့ပြီးတော့ကြမ်းကြမ်းတန်းတန်းဖြတ်ထုတ်တဲ့အပိုင်းတွေပြေးဝင်တဲ့အပိုင်းတွေကိုလုပ်ပြီးတော့ဒီဘက်ကဘေးတဲ့သမားတွေကတော့သူတို့ကအဓိကအဖြစ် zone ကို cover လုပ်ပြီးတော့ position နဲ့ timing ကိုမှန်းပြီးစောင့်တဲ့ကစားသမားမျိုးတွေပေါ့နော်အဲ့လိုကစားသမားမျိုးတွေကို build up လို့ခေါ်တယ်တစ်ဖက်ကကြမ်းကြမ်းရမ်းဝင်ပြီးတော့တိုက်မဲ့ခိုင်းမဲ့တိုက်ခိုက်ပြေးတဲ့ကစားသမားမျိုးတွေကိုတော့ destroyer လို့ခေါ်တယ်တော်တော်များများအသင်းမှာကတော့ destroyer နဲ့ build up ကိုဟန်ချက်ညီညီတွဲထားတဲ့အသင်းကများတယ်ပေါ့နော်တယောက်က position နဲ့ timing ကိုစော့မယ်ဆိုရင်နောက်တစ်ယောက်ကတော့ကြမ်းကြမ်းရမ်းဖြတ်မယ်ထုတ်မယ်ဒီလိုအပိုင်းတွေကိုတွားရတယ်ပေါ့နော်အဲ့ထဲမှာ extra frontman ကကြတော့ဘယ်လိုပါလာလဲဆိုတော့ extra frontman ဆိုတာကျွန်တော်တို့မြင်တာအောင်ပြောရရင်ကြာသေးခင်ကအထိတော်တော်လေးကိုမှခြေစွမ်းပြခဲ့တဲ့ Rudiger တို့လူကစားသမားမျိုးတွေเนาะပြီးသွားရင်အီတလီမြေက Bastoni တို့လူကစားသမားမျိုးတွေเนาะဒီလိုကစားသမားမျိုးတွေက extra frontman လို့ပြောလို့ရတယ်သူတို့အလုပ်ကဘာလို့လုပ်ရလဲဆိုတော့ခံစစ်ဇုံပဲဒါပေမဲ့ခံစစ်ဇုံကနေသူတို့က attacking အနေနဲ့ဆိုရင်သူတို့ကဘယ်ထိလိုက်လဲဆိုတော့ဒီတစ်ဖက်အသင်းရဲ့ penalty area box ထိတ်ဒါမှမဟုတ်လိုအပ်ရင် box အတွင်းထဲထိဝင်ပြီးခေါင်းတိုက်တာမျိုးတွေကိုလိုက်လုပ်တယ်ပေါ့နော်အရင်တော့ဆိုရင်တော့ဒါ Sergio Ramos တို့လိုကစားသမားမျိုးတွေဆက်ပြီးစီးရမှာခေါင်းတိုက်တာမျိုးမဟုတ်ဘဲနဲ့လိုအပ်ရင်ကိုယ်တိုင်ဆွဲပြေးတယ်ကိုယ်တိုင်ဘောလုံးဖြန့်တယ်ကိုယ်တိုင်နေရာပြန်ယူပြီးတော့ဒီ penalty area box ထဲမှာအဆုံးသတ်ဖို့ကြိုးစားတဲ့ကစားသမားမျိုးတွေကိုဒါမြင်တာအောင်ပြောလို့ရမယ်ပေါ့နော် extra frontman အနေနဲ့အဲ့တော့ကျွန်တော်တို့ဂိုးသမားတွေရဲ့အခန်းကဏ္ဍကိုသွားမယ်ဆိုရင်တော့ဂိုးသမားတွေမှာကျွန်တော်တို့က defensive goalkeeper နဲ့ super keeper ဆိုပြီးတော့နှစ်မျိုးပဲခွဲလို့ရတော့မယ်ပေါ့နော် defensive goalkeeper ကတော့သူကဂိုးထဲမှာအထိုင်နေတဲ့ဂိုးသမားတွေဒီဘက်ခင်မှာတော့တော်တော်ရှားသွားပါပြီဒီဘက်ခင်မှာက
highlight defense နေစောကြတယ်ကိုသမားတွေတေချာပေါက်ဆုံးကိုကာဗာလုပ်ပေးရတယ်ဒီနောက်ပိုင်းကိုသမားတွေအကုန်လုံးဒီ ball control ကောင်းလာရတယ်နောက်ပိုင်း tactic တွေအရဆိုရင်ကိုသမားက line breaking pass ကောင်းကောင်းနေပေးနိုင်တဲ့နောက်ခံလူတမို့ defensive midfield ကစားသမားနီးပါးလောက်ကိုကောင်းရမယ်လို့ပါတော့ဖြစ်ကောင်းလည်းဖြစ်လာနိုင်တယ်ပေါ့နော်ဒါ modern ဘောလုံးလောကမှာဘာကြောင့်လဲဆိုတော့တစ်ဖက်က highline defense တင်လာလေ deep playmaker လို့ခေါ်တဲ့ကွင်းလေခန်းကန်နာတွေကပျောက်သွားတယ်ပျောက်ပြီးတော့80 playmaker လို့ခေါ်တဲ့ကွင်းလေကန်နာကိုနောက်ခံလူတွေကတောင်းဝင်ယူပေးရတယ်အခု Martinez တို့ပေါ့နော် Man U ကနောက်ခံလူ Martinez တို့ဆိုရင်line breaking pass တွေကိုကောင်းကောင်းမွန်ပေးနိုင်တဲ့ကစားသမားမျိုးတွေWilliam Saliba တို့လည်းအလားတူပဲပေါ့နော်နောက်တန်းတွေရဲ့အခန်းကဏ္ဍကအဲ့လိုမျိုးကျယ်ပြန့်လာတယ်အဓိကအဖြစ်တော့ခင်တဲ့စနစ်ရဲ့တောင်းဆိုမှုတွေအရာပေါ့ပြောလို့မရဘူးကိုသမားတွေကနောက်ပိုင်းဒီတောင်းရင်အဓိကယူရတယ်လို့ဖြစ်နိုင်တယ်အခုလည်းပဲAlisson Becker တို့ကဒီလိုမျိုးဖက်စင်နေပြီးတော့ Ederson တို့ကဒီမျိုးဖက်စင်နေကောင်းကောင်းပေးနိုင်တယ် David Raya ဆိုရင်လည်းပဲတော်တော်ကောင်းမွန်တဲ့ပတ်စင်ပေးဖို့မှုတွေကိုလုပ်နိုင်တာကိုတွေ့ရတယ်။နောက်ပိုင်းမှာကိုသမားတွေရဲ့အခန်းကဏ္ဍဒီထက်ပိုပြီးတော့ကျေပြန့်လာနိုင်တယ်။ကျေပြန့်လာမယ်လို့လည်းမြင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဘောလုံးကတစ်ဖက်က highlight တင်နေလေတစ်ဖက်ကနောက်ကိုဆုပ်သွားလေနောက်တန်းတဲ့ဘောလုံးဒီကိုသမားတွေကဘောလုံးကန်ရတာပိုများလာလေဖြစ်လာတာဒီအချိန်တွေရဖြည်းဖြည်းချင်းခက်တဲ့စနစ်နဲ့ပြောင်းလဲမှုတွေအရာအရင်တော့တိုက်စစ်နဲ့ကွင်းလေကစားသမားတွေကအဓိကအဖြစ် function အစုံကိုလိုက်လို့ရတယ်လို့နောက်ပိုင်းမှာ defensive နဲ့ကိုသမားတွေကပါလိုက်ပြီးတော့ function အစုံလိုက်လို့ရတဲ့အနေထားတွေဖြစ်လာတယ်အပြောင်းလဲတွေကကျွန်တော်တို့ဘောလုံးစတင်ပေါ်ပေါက်ခဲ့တဲ့1900ဝန်းကျင်ပတ်ချလဲလောက်ကအရန်ကြီးမားမားတွေမရှိသေးဘူးနှစ်50 60လောက်ဆော့ခဲ့တယ်ဆိုပေမဲ့တကယ်တမ်းတော့1980 80နောက်ပိုင်းမှာဘောလုံးရဲ့တိုးတက်လာမှုကကြောက်ခမန်းလေးလေးဖြစ်လာပြီးတော့ဒီကျွန်တော်တို့2010နောက်ပိုင်းမှာတော့ဘောလုံးရဲ့နီးစနစ်ပြောင်းလဲမှုတွေကကြောက်ခမန်းလေးလေးဆိုတဲ့အခြေအနေထက်ကိုပိုသွားတယ်ပေါ့နော်ကြောက်စရာကောင်းလောက်တဲ့တိုးတက်ပြောင်းလဲမှုတွေပြီးတော့ data analysis တွေအများကြီးနဲ့ scientifically ကြကြအရာအားလုံးကိုလေ့လာပြီးတော့အပြောင်းလဲတွေထပ်ပြီးတော့လှုပ်လာနိုင်တယ်အတွေးခေါ်တွေမြင့်လာတယ်ဘောလုံးဆိုတာဘောလုံးကန်တဲ့ယုံနဲ့မရဘဲနဲ့အတွေးခေါ်နဲ့ကစားရတဲ့အနေထားဖြစ်လာတယ်အတွေးခေါ်ပိုကောင်းတဲ့လူတွေကလည်းဘောလုံးမှာနေရာပိုရလာတာတွေကိုတွေ့ရတယ်ဒီအရာတွေကဘောလုံးမှာအားတစ်ခုလည်းမဟုတ်ဘဲနဲ့ညဉ့်သွေးကိုပါအဓိကထားပြီးတော့စော့ကစားလာရတယ်ဆိုတဲ့အဓိကပြရုပ်တွေဖြစ်လာပြီးတော့နောက်ထပ်ခေတ်အနည်းငယ်မှာလည်းပဲအပြောင်းလဲတွေအများကြီးထပ်တွေ့ရအောင်ပါဘလို့ခေတ်ရည်စီကြောင်းဘလို့အပြောင်းလဲတွေကိုဆက်မြင်အောင်မလဲဆိုတော့ရှင်ခုံစိတ်လှုပ်ရှားစွာစောင့်နေရတယ်လို့ပြောရင်လည်းနောက်ထပ်ဗီဒီယိုနဲ့တူပြန်လဲဆုံတွေ့ကြတာပေါ့